ဖះဘာကြောင့်ကိုးွယ်တော့လုံးတင်တာနဲ့မလုံးတင်တာကိုမမှန်ကန်ကန်လမ်းမြောင်ပြတာဆုံးမတတ်အဲ့ဒီဆုံးမတွေရဖို့ကိုးွယ်တာသူတို့နားလဲရမှာဖြစ်ဖះကိုးွယ်တာဟာဖះရဲ့အဆုံးအမလိုက်တာဖះကိုယ်ကိုယ်ချင်းအားဖြင့်ဘုရားစီကအဆုံးမတရားတော်တွေရတယ်။ဘောကဒီတိုင်းတိုင်းပဲ အဲ့ဒီဆုံးမတိုင်းကိုယ်ကိုယ်ပေါ်လာမှာမဟုတ်ဘူး။ဆရာတော်စီသွားတယ်။မားတော်စီသွားတယ်ဘလို့သွားတာ။ဘာယောဂဆိုတာသိခြင်းနဲ့ဒီယောဂဘာနဲ့ပြောင်းအောင်ကုနိုင်တယ်ဆိုတာသိခြင်းနဲ့ဒီအတွက်သွားတယ်။သူကလည်းဆေးပဲပြေးပါမယ်။အုံဖမှန်းပြီးတော့ယောဂပြောင်းအောင်လုပ်နိုင်တာမဟုတ်ဘူး။ဆေးကပဲယောဂကိုကုတာ။ထို့တူပဲရသော်ပြားကတန်တရားဟောကလွတ်အောင်လုပ်ပေးနေတာဖះမပေးမှတော့တရားပဲပေး